စီဘက်ကြောလေခက်ခက်စမစားနေရလားအိမ်မှာပဲအလွတ်ကိုအခုလိုလီကြောစားကြည့်နော်ဝက်စီဘက်ကသူတွေကအစီမထုတ်တတ်ရင်လည်းကျွတ်မှာမဟုတ်သလိုအနှစ်မုံများရင်လည်းစားမကောင်းပါဘူးဒီနေ့တိုင်းလေးပဲကြော်ကြည့်ပါဝက်သားပေါ်တဲ့နေရာမှာဆိုရင်လည်းအခုလိုကြော်ရောင်းကြည့်အမျက်ကျမ်းမှာတေးကြမို့လို့စေသွားလိုက်ပါအရင်ဆုံးဂျင်းချက်သွမျိုးလေးထောင်းထားတာကိုအရင်ညစ်ပါမယ်ဆိုင်းချုံမုံထဲမယ်ခူးစီလေးထည့်ပါမယ်နော်ဒီခူးစီလေးတော်တော်လေးကောင်းပါတယ်တော်တော်လေးရတာရှိပြီးတော့ဟင်းနေပါလေလည်းရှက်ရင်လေရတာနှစ်ဆတိုးပါတယ်တစိတ်ကတော့ဖူဂျီမောင်တိန်မှာအခုလေးနေပြီးတော့နှက်ထားလိုက်ပါမယ်အကျုံမုံစားထည့်ပါမယ်အကျုံမုံကလေဝတ်သား90သားမှာထမင်းစားစုံ2စုံမဲထည့်ရပါတယ်ကြိုက်တဲ့ဂျုံမုံ3နိုင်ပါရဲ့နော်အရင်ဆုံးစီထည့်ပါမယ်ကိုယ်တိုင်အိမ်မှာကြော်စားရတဲ့အတွက်စီတနက်လေးနဲ့လည်းကြော်စားလို့ရပါတယ်မမကတော့ဘဲစီသုံးထားပါတယ်ကဲအရင်ဆုံးစားထည့်ပါမယ်ထည့်ပြီးသွားရင်တော့နည်းနည်းလေးမှွေပေးရပါရဲ့နော်မဟုတ်ရင်တော့ကပ်ပါတယ်စီကိုတော့များများသုံးပါနော်ကဲဒီလိုအနေထားလေးဖြစ်ပြီဆိုရင်တော့ခဏဆယ်ထားပါစီးတဲ့အကြည်လေးတွေကိုအခုလိုစကားလေးနဲ့စစ်ပါမယ်စစ်ပြီးသွားရင်ခါရင်တော့ပထမတစ်လောကြော်ထားတဲ့ဝက်သားလေးတွေကိုပဲပြန်ထည့်ကြော်ပါမယ်ဒီနေရာမှာဒဲနီဆိုရင်လည်းမီးလေးကိုလျှော့လိုက်ပါမီးသွေးတို့တခြားထင်းနဲ့ဆိုရင်လည်းမီးလေးကိုလျှော့လိုက်ပါလျှော့ပြီးတော့ကြော်ထားလိုက်ရင်အခုမပထမဆုံးထည့်ထားတာစီရစိတ်သားလောက်ပါအခုဆိုရင်90သားလောက်ဖြစ်သွားပါပြီဒီလိုလေးစီထုတ်ပြီးတော့ကြော်မတာစားကောင်းတာပါအရန်စားကောင်းတဲ့ကျွတ်ရွနေတဲ့ဝက်ခောက်ကြော်လေးပါကိုယ်တိုင်အိမ်မှာကြော်စားတာဆိုတော့တန်လဲတန်တယ်လက်ဆက်မုံဖက်လေးနဲ့အရှင်လေးနဲ့တွဲစားရင်လည်းရမ်းစားကောင်းပါတယ်အဆုံးထိကြည့်ရှုပေးသူအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့မှဆက်တွေ့ကြမယ်နော်